EU စိတ်ဝင်စားစေခဲ့တဲ့ K News တွေဒီပရကစားနှစ်ပတ်လောက်အလို့ရှိပြီပေါ့နော် Archers Project လေးရှိလို့ပေါ့နော်ပထမဆုံးအနေနဲ့ Red Barbell Unit အဖွဲ့ဝင်ဖြစ်တဲ့ Irony နဲ့ Suki တို့ရဲ့ TILT အတွက်ထိစားဖို့တော့နော်ထိစားဖို့တို့တွေက domestically ရော internationally အရာရောအောင်မြင်ဖြစ်ခဲ့ပေါ့နော်အဲ့လိုနဲ့အတူပဲမမျှော်လင့်ထားတဲ့ controversy ကိုလည်းဖြစ်စေခဲ့ပေါ့နော်ဘာလဲဆိုတော့ကျတော့ဓပုံတွေကနည်းနည်းလေးအရင်စက်နေပေါ့နော်ဥပမာပြောရင် All Star လိုမျိုး production team ကဘယ်လိုစိတ်ကူးမျိုးနဲ့လဲလို့တော့မှတွေးမိရပေါ့နော်မိန်းကလေးနှစ်ယောက်ကိုမှ BTS and Kings နဲ့ဆိုတော့ကြလေ over acting ဖြစ်လို့နဲ့ကိုရီးယားမားတွေကပို့ပြီးတော့ပောက်ကွဲစီပြီပေါ့နော်နောက်တစ်ခုအနေနဲ့က Water Festival မှာ viral ဖြစ်ခဲ့တဲ့ idol တွေပေါ့နော်ဘယ်သူတွေလဲဆိုတော့ကျတော့ anyone Santara နဲ့ former signature Jiwoon လို့ပေါ့နော် Santara အကြီးကတော့ရိုးရိုး mini Danish short နဲ့ Avarian jacket ကလေးပဲဝတ်ထားပါတော့ဒါပေမဲ့ jacket ကို top follow လိုက်တာပေါ့နော် viral ဖြစ်သွားညနာမှာသူ့ရဲ့မျက်နှာ state performance energy တို့ကသူမရဲ့အသက်40တဲ့ဝင်လာပြီဆိုတာကိုတော့မှမေ့စီရပေါ့နော်နောက် former signature ဂျီဝွန်ပေါ့နော် signature အဖွဲ့ဝင်ကဒီဇင်ဘာတုန်းက disband လုပ်ခဲ့ပေမဲ့ဂျီဝွန်ကတော့ signature ရဲ့ okay နဲ့ perform လုပ်ခဲ့ရပေါ့နော်ပြီးတော့သူမရဲ့ academy solo debut song နဲ့လည်း perform လုပ်ခဲ့သေးပါတယ်ပေါ့နော်နောက်တစ်ခုကတော့ GI တဲ့အခုတော့ idol ပေါ့နော် idol အဖွဲ့ဝင်တွေကသူတို့ရဲ့ agency ဖြစ်တဲ့ Q Entertainment နဲ့ contract renew လုပ်ပြီးတော့အချိန်မှာတော့သူတို့ရဲ့ဟိုကပို့ပြီးတော့အဆင်ပြေလာပါတော့သူတို့စီမှာဆိုရင် one manager one vehicle ကိုပိုင်း manager တယောက်စီနဲ့ကိုပိုင်းကားနဲ့ဖြစ်သွားပြီပေါ့နော်ပြောခဲ့ပါတယ်ဒါဆိုရင်ဘာလို့ပြောရလဲဆိုတော့သူတို့ဟာပြီးခဲ့တဲ့နှစ်ခုနှစ်တာဟာဆိုရင်ဘလောက်တောင်ဆက်ဖြစ်ခဲ့လဲဆိုတာနဲ့သူတို့ဟာ one of the leading four generation ဆိုတာပါပဲသူတို့ဖွဲ့ဟာအခုဆိုရင် good thing အတွက်ဒေတာထုတ်ပေးထားပြီးဖြစ်ပါတယ်ပေါ့ congratulations ပါနောက်တစ်ခုကတော့ BTS ဂျင်ဟာဂျုံကူးနဲ့ဘွေတို့ရဲ့ fan တွေကကြောက်စရာကောင်းတယ်လို့ပြောခဲ့ပေါ့နော်ဂျင်ဟာ Hansa Guys မှာ guest အနေနဲ့ပါဝင်ခဲ့ပြီးတော့သူတို့ထွေရလေးပါပြောကြတယ်နောက်ဆုံးမှာတော့ BTS member တွေထဲမှာဘသူဟာဒီ show နဲ့အကိုက်ညီဆုံးလဲလို့မေးခဲ့တယ်ပေါ့နော်ဂျင်ဟာဂျုံကူးနဲ့ဘွေကို mention ခဲ့ပြီးတော့သူတို့ဟာဒီ show နဲ့အကိုက်ညီဆုံးလို့ပြောခဲ့ပေါ့နော်ပြီးတော့ကျတော့သူတို့ရဲ့ fan တွေကကြောက်စရာကောင်းတယ်လို့လည်းပြောခဲ့သေးရပေါ့နော်အာမီတွေကတော့ကြောက်စရာမကောင်းပါဘူးပေါ့နော်ဒါပေမဲ့ only fan တွေကပို့ပြီးတော့ကြောက်စရာကောင်းတယ်ပေါ့နော်အဲ့လိုထင်မိတယ်နောက်ဆုံးအနေနဲ့ခိုင်ရဲ့ပထမဆုံးသော concert လေးရှိတယ် congratulations and waiting for you baby အဲ့ဆိုအဖွဲ့ဝင်တွေဘယ်သူတွေတက်ကြမလဲ idol တွေရောဘယ်သူတွေလာကြမလဲဆိုတာသိချင်တယ်ပေါ့နော် waiting ပြီးတော့ကျတော့ပစိုးကျွန်းပခွန်းဆက်ရှိုင်းစစ်တူရဲ့ Woo Squad ရဲ့ Dubai friend ကလည်းခဏတက်နေပေါ့နော်၃ယောက်လုံးလည်းရှော့လိုက်တာ so ကိုကတော့ညှို့နေပြီပေါ့နော် so bye bye